ငလင်တန်ကြောင့်ကျူကြပျက်စီးနေတဲ့ဇီဒီပထိုးတွေပါဒါကတော့ပထမဦးဆုံးတဆူပါကျော်တို့တန်ရှင်းလုံးမဲ့အဖွဲ့တွေရောက်ရှိလို့လာပါပြီရောက်နေပါပြီဗျအားလုံးကျေးဇူးတင်ပါတယ်ဆက်ကြည့်ပေးကြပါဦးညီရတွေ့ရတာစိတ်မချမ်းသာကြပါပဲတဘာဝဟိုစေအောင်အမွေနှစ်တွေအများကြီးပျက်စီးသွားတာပါဗျဒါနားမှလည်းပဲ့သွားတယ်ကိုကပြူကြပြီးတော့ဒီမှာပဲ့သွားတယ်ဒါဒီနေ့ကပြူသွားတဲ့ဟာအမုန်းကန်လူသားများအဆဲကန်လူသားများအလုပ်လုပ်နေပါပြီအောက်မှာတော့အခုမှဆဲလို့ရပါပြီဝိုင်းပြောလို့ရပါပြီဒီမှာအောက်ကလှဲနေကျေးဇူးတင်ပါတယ်ဒါဒီနေ့ကငလင်တန်ကြောင့်ဖြစ်သွားတဲ့ပြပေါ်ကနေပေါ့သုံးဆန်တိုင်းပေါ့တန်ချင်းရေးဆိုရင်ဘယ်သူတွေလဲဆိုတော့ကြည့်လိုက်တော့ပြက်ကြီးသွားတဲ့ဟာလေးတို့လာပြီးတော့တန်ရှင်းလောက်တာပေါ့ဘယ်တော့ဆက်ဆက်ကြူးမဆိုင်ပါဘူးလုံးစရာရှိဘူးလို့တော့လုံးပါမယ်ပြောချင်တာပြောကြပါနောက်ဆုံးအကူကြီးပေးရတာကတော့တက်မတော်ကလေအခုဆိုရင်ကျွန်တော်တို့တက်မတော်ကအကုန်လုံးနေ့ကငလင်တန်ကြောင့်ပျက်စီးသွားတဲ့ပလဲမိုက်ဖြစ်သွားတဲ့ဟာဒီအကုန်လုံးပြန်ပြီးတော့တန်ရှင်းတယ်အောက်ပေးစင်းအောင်လုံးကအောက်ဆင်းအောင်မယ်အောက်ဆင်းမယ်လေပြီးပြီလားပြီးသေးအပေါ်တင်လာပြီလားဒီဆင်းကိုတင်လာလိုက်ဒီထုတ်တယ်လားတယောက်ထဲတော့မရောက်နဲ့နှစ်ယောက်တော့ခေါ်လိုက်ဦးတယောက်တက်တော့ဟိုဘက်မှာလှဲနေတဲ့လူရှိသေးလားဟိုကိုကျန်တက်ရတယ်လဲနေစီမှာကိုကျန်လဲအောင်ကြည့်တရားပေါ်ရောက်ပြီးတော့အောက်ဆင်းဖို့